အဖေကြော်ထားတယ်ပဲပြားရယ်ငါးကြော်ရယ်ဒီမှာစက်သွန်ရယ်ပတိုက်ရယ်ဒါကိုကြော်ပါမယ်ဒါလေးကြော်မယ်ပေါ့နော်မဆလာလေးထည့်ထားတယ်မှုရင်းလာဒါလေးကိုအရွက်တွေတော့ပင်စိမ်းတွေပါတယ်နန်းနန်းလေးမထည့်တော့ဘူးပေါ့နော်တိုးသွားမှာဆိုအားကြတော့ဒါလေးရပြင်ရှင်အမဲသားစီစိတ်နဲ့ပြင်ရှင်အမဲသားဟင်းချက်နဲ့ပြင်ရှင်ရုပ်ပြီးကြော်တပူနော်အဲ့ဒါမနေ့ကကျမရဲ့အချစ်ရဆုံးကျမရဲ့ဒီကားစုကပါလေးကလေး3ယောက်ကိုအချိန်ပေးပါမယ်မနေ့ကကျမသူလေးကျမအချိန်ပေးပါမယ်တို့လည်းလိမ်ပါတယ်ဆိုတော့တို့လည်းကိုကအချိန်ပေးရတယ်နော်အဲ့တော့ကျမတို့မနေ့ကဒီကားစုကပါလေးလုံးနေပေါ့နော်အဲ့တော့ဖြစ်ကိုနဲ့မြေရန်သွားရင်ကိုကအဲ့လိုမျိုးပေါ်ဒီချက်တာကျမရဲ့ပကာဝအတီးနှံစုံဝဲထားတယ်နော်ကလေးလေးနေပြီးခောက်ဆွဲစုံယူထားတယ်ဒီပေါ့နော်ကဲဒါလေးချက်ပြမယ်ပေါ့နော်ဒါလေးအကုန်လုံးကြော်ထားတာလေးကိုချက်ပြမှာမရှင်းဒါလေးထည့်လိုက်ပေါ့နော်အသေးပြကြတော့သမီးရကြိုက်တာအဖေကြတော့သားတွေကကြိုက်တာငါကြောင့်နဲ့ကြတော့ယောက်ျားကြိုက်တာဆိုတော့ပတိုက်ကလေးထည့်တယ်စသွန်လေးထည့်မချတာနေမှာပေါ့နော်ဒါလေး6ကလေးပြီးရင်ခွဲချမ်းလေးထည့်မှာပေါ့နော်သူတို့ကဆက်မလည်းစားတာဆိုတော့ခွဲချမ်းလေးလည်းထည့်ဒါလေးမဆလာလေးအုပ်ပုံမှုရင်းနေဒါလေးခဏအုပ်မယ်ဒီကဲပြောအောင်ကလေးတွေကဆက်ကြိုက်တယ်ဆိုတော့ပေါ့နော်မဆလာလေးနဲ့ခွဲချမ်းလေးနဲ့ထည့်လိုက်ပါတယ်ဒါလေးရေးလေးနည်းနည်းသူ့ရေခဲကြော်ပြီးတော့မနေ့ကညရေစိမ်ထားလို့ပေါ့နော်ရေခဲအရေးလေးနည်းနည်းထွက်သွားပြီဆိုရင်စက်တုံးလေးကိုထည့်လိုက်ဒါလေးစီပြန်6ကလေးပေါ့နော်ဒါမှရှေ့ဘေးပြားသမီးရကြိုက်အဲ့လိုဘေးပြားကြော်တာလေးကိုကြိုက်သားတွေကြတော့မဖဲဘူးကြိုက်အရင်ကြိုက်ဒါတော့အထားလိုက်ခံတယ်ပေါ့ဒါလေးကိုမကတ်တဲ့အိုးလေးနဲ့မကတ်တဲ့အိုးလေးရတယ်လိုချင်ကြတယ်ဆိုကျေးဇူးတင်ပါတယ်မှားထားတယ်နော်မကတ်တဲ့အိုးရှေ့ဒီအိုးလေးနဲ့အဲ့ဒါ6ကလေးဖြစ်သွားအောင်လုပ်မယ်နော်ဖြစ်သွားအောင်လုပ်မယ်ဒါလေးတော့အမဲသားစစ်ပြန်လေးပါရှင်အမဲသားကိုဒီနေ့နဲ့ရှိတယ်လို့ပေါ့နော်စစ်ပြန်လေးချက်စစ်ပြန်လေးမဲသားစစ်ပြန်သားတွေဆိုတော့သားရခလေးအသားကြီးအရင်ကြိုက်တယ်ဆိုတော့အမဲသားမပန်သူ့ဘောကမဖြစ်ဆိုတော့ဒါလေးအမဲသားစစ်ပြန်လေးအခွတ်နော်ပြီးရင်ဒီစက်တုံးလေးထည့်မယ်ဒါငရုတ်ပြီးကြော်ဘူးကြီးတပူဒါလေးတော့အမေကစီစိန်ပြီးရင်ငပိရည်လေးချိုမယ်ဒင်းဒီပြုတ်မယ်ဒင်းဒီစားရည်စိန်ရှိတယ်တိုးစရာအစုံနဲ့ပေါ့နော်ဒါလေးရတိုးတရားဆုံးမယ်ဒင်းဒီပြုတ်မယ်ဒင်းဒီစားရည်စိန်ရှိတယ်တိုးတရားအစုံဒီအသီးတွေရောပါတယ်အစုံပေါ့နော်နန်းနန်းလေးလည်းထည့်တယ်ဒီမှာမကြီးနှစ်ကလေးလည်းထည့်ထားတယ်ပေါ့နော်စီပြန်သွားပါပြီရှင်စီပြန်နန်းလေးလည်းထည့်တယ်မကြီးနဲ့ကလေးလည်းထည့်တယ်အဖယ်လေးထဲမှာလည်းဟိုမှာရေလေးပါလေးဝင်သွားပြီအချိုရည်တွေပါလေးဝင်သွားပြီဆိုတော့နော်ကဲခဏနှပ်ပြီးနည်းနည်းလေးနှောပြီးခဏနှပ်ပြီးပါရင်ကဲစက်တုံးလေးထည့်ပါမယ်ရှင်ကြိုက်ကလေးပေါ့နော်။အော်ကျမဒီလိုဗီဒီယိုလေးရိုက်တယ်။ဒီနေ့ငါမေဘလို့ချက်တွေ့တာဆိုမတို့အသက်ကြီးဝိုင်း
တို့မိဘတွေတို့ဘလို့အချိန်ပေးခဲ့တာခံဝါပြီဆိုတော့ခြာကနေကြီးမှာစက်ပုံလေးခဲ့တယ်ပေါ့နော်ဒါတော့ဒီဟာလဲဒီမှာကလေးတွေကြိုက်ဒါတော့တိတ်လုံးကြိုက်တာပေါ့နော်ဒါမှတို့ကဟိုကြိုက်တဲ့စကွစ်နဲ့အော်6သူကမီးထီတာနဲ့ကြုံသွားပြီဆိုတော့လေနောက်သူချတာမျိုးမကြီးနှစ်ကလေးနဲ့ပြီးတော့ဟိုဟာလေးခွဲချမ်းလေးနဲ့ဆိုတော့မလေးမဆလာအုပ်နန်းအုပ်ရှယ်ကောင်းအနံ့တော်လေးကိုမှုေးနေဝဲတော်လေးဒါလေးနည်းနည်းနိုးရင်စပွတ်လေးနည်းနည်းလေးဟိုလိုက်လိုက်ပါနော်အဲအဲ့ဒါလေးလေးချပါမယ်ရှင်အဲစားကြပါအောင်လို့လှုပ်စားကြနော်အဲ့တော့အားလဲခံတယ်ခလေးတွေလည်းကြိုက်ဖြစ်တဲ့ဆိုတော့အဲ့လိုမိသားစုကပါလေးတို့ထုတ်ထားတယ်စုံကြော်လေးပြီးပါပြီနော်ကျေးဇူးတင်ပါတယ်ရှင်လည်းကြော်စားကြည့်တော့အရင်ကောင်းဒါလည်းချက်တော့ဖြစ်သွားတယ်ရှေ့ကောင်းအားကြပါ